Hello မင်္ဂလာပါရှင်ဒါလေးကတော့ကျမရဲ့နားခိုရာအစစ်အမှန်လေးတနေကုန်ပင်ပန်းခဲ့တဲ့မြတွေအားလုံးဒီခဏမှာအမောပြေတယ်ပေါ့နော်ဒါကျမရဲ့ကျွန်းဗီဒီယိုတွေမြကြီးနားနေတကူးတကကားနဲ့တင်ခဲ့တဲ့ဗီဒီယိုတွေပါရှင်အဲ့အစိမ်းအောင်ဗီဒီယိုကကျတော့စာအုပ်တွေဆွဲဆက်နေကြရပေါ့နော်ဒါလေးကကျမရဲ့စာကြည့်ရဲ့စပွဲလေးပါစာဖတ်တဲ့နေရာလေးပေါ့နော်ကော်ဖီခွဲရေခွက်အစားပုတ်တာတော့စုံနေပေါ့နော်ဒါလေးကဒီမှာ printer တင်ထားတာပေါ့နော်ဒါစာရေးမယ်စာအုပ်တွေစီမယ်ပေါ့ဒါလေးကကျမရဲ့အိပ်ယာလေးကျမအဝါရောင်လေးကိုလည်းချစ်တယ်ဒါကျမအိပ်ယာဒါကကျမရဲ့အဝတ်ပြီးလို့ပါရှင့်ဒါနွေရာဒီစာလေးတွေပေါ့နော်ပါတိတ်လေးတွေတီးတန့်ဖယ်ထားတာဘာလို့ဆိုတော့ပူရလေးမန်းလေးကအရန်ပူတယ်တီးမခံနိုင်ဘူးအားကြောင့်မို့လို့ပြီးရင်ဒါချီတယ်လေးတွေပဲဒါချွေးဆုပ်တဲ့အထည်တွေပဲတီးတန့်ဖယ်ထားတာတောင်မျိုးတွေလည်းပါတယ်ဒီချင်းတွေလည်းပါတယ်ဒီရောဘက်ကရိုးရပေါ့နော်အဲ့ဒါတွေလည်းပါတယ်ပြီးတော့ဒါမြကြီးနားဘက်ကကချင်အစ်စ်တွေပဲနော်ကျမရဲ့ကချင်ဝမ်ဆက်တွေကလေးမြကြီးနားတွေအရှမ်းဒီဟိုဟာလေအင်းလေးချီလည်းပါတယ်ပြီးတော့ဒါလေးကဂျိတ်တွေဒါတွေကစောင်းတွင်းမှာပဲဝတ်လို့ရတယ်မန်းလေးမှာကျတော့လေအရန်ပူတော့စောင်းတွင်းအောင်နေပူတယ်ပြောမှာပေါ့နော်ခုနေရာတွေကတော့ကတ်ကိုမကတ်နိုင်အောင်ဒီနေ့ဝတ်သွားတဲ့ဂျိတ်ဝမ်ဆက်တာတော့မတအားပူတာနေ့လေစိတ်တွေပါဆိုးလာကိုပူလုံးလို့လေဒါတွေကဒါတိန်းထားတော့မဲ့အဝတ်တွေပေါ့နော်ဒီအောက်ကဂျိတ်တွေကဒါတွေကဗီဒီယိုတစ်ခုလုံးကိုကျွန်မခြုံငုံပြီးပြတာပါရှင့်ကျမရဲ့ဒါတွေကလည်းဒီဘက်ကဒါဗီဒီယိုတစ်လုံးထဲမှာထည့်ရပါတော့ဟိုဘက်ကဗီဒီယိုတစ်လုံးဒီဘက်ကဗီဒီယိုတစ်လုံးဒါတွေကဒါအပေါ်ထက်လေးတွေပေါ့နော်ပုတ်တက်လေးတွေဒါတွေကကြတော့ဒီစောင်းတွင်းတော့ငါဝတ်တဲ့ဒီအနွေးတွေဒီကောင်ဝင်လေးတွေပါရှင်ကျမရဲ့အချင်းကလေအရန်စိတ်ပင်မလာအဝတ်တွေအကုန်လုံးဆွဲချပြန်ခောက်ပြီးရင်ပြန်သိမ့်တိမ်မီအခန်းကိုရှင်းတတ်တဲ့အချင်းရှိတယ်အဲ့လိုပါဒါအနွေးတွေလေးတွေပေါ့နော်တည်တဲ့ဒါတွေကဘောင်းမီရှည်တွေဘောင်းမီအတူတွေစတိုင်ပန်တွေပေါ့နော်ဒါတင်ထားတာဒါတွေကခေါင်းဝင်းနေစကတ်တွေအဲ့လိုမျိုးချိတ်ထမိန်တွေဒါရိုးရပေါ့ဒါလေးတွေကဒါကြတော့ညဝစ်တီးတဲ့ဒါခေါင်းဝင်းနေပါတယ်ညဝစ်ဒီစပတ်နေပုံများတဲ့ဒီဟာလေးတွေ